လေးတကားလဲခုရှိတဲ့ထဲကကျွန်တော်တို့ဟုတ်ပြန်ဝင်မှာကတတိယမြောက်တစ်ခုဖြစ်ပါတယ်25နှစ်မှာတစ်ခါဖွင့်တဲ့ဂျူဘလီတကားချင်းလဲခုထဲတတိယမြောက်တကားဖြစ်ပါတယ်ကျွန်တော်ဝင်တော့ပါပြီလေကတိလားအတုံးတုံးလားလေကတိပုံစံနဲ့တွေ့တယ် 3D နောက်ပိုင်းမှာပေါ်တဲ့ 3D တွေကတော့ပို့ထုံးတွေကသူတို့ဒီလောက်တဲ့လူတွေလောက်တော့လဲဆိုတော့ 3D လောက်တာလေဒီကားလို့လို့ နော် 3D ကြည့်တတ်လားညနေဆိုပြီးပေါ်နေကြည့် ဒီကနေဒီလိုလား ညမိုင်မင်းလား ဒါလက်ရကဒီမှာလေကတိပုံစံလောက်ထားတယ်ဒါပဲအောက်မှာဒီလိုပဲညာလက်ရမြ ဒီမှာနင်းမယ်အမီတမလက်ရမြောက်ပါလေ အဲ့ဒီအကြောင်းကိုရွေးပြီးတော့ဒီချောင်းရဲ့ကြောက်ပြားတွေရွေးချယ်တဲ့အခါမှာအဲ့ဒီကာလာတွေနဲ့သူကရွေးချယ်တယ်ဒီတိုင်းလှိုင်းပြီးတော့ဆိုပြီးတော့ရွေးချယ်တယ်ပေါ့အဲ့ဒီသေးစိတ်ပေါ့နော်ဒီကပညာရှင်တွေနဲ့ဘာသာရေးရဲ့ပညာရှင်တွေတို့တိုင်နေပြီးတော့မှကျောင်းတစ်ကျောင်းရဲ့ structure ကိုဆွဲပြီးဆွဲရအောင် ဆွေးပေးဟိုက်ပေးကြုံတူရဆိုတော့ ခရစ်တုတွေဒီမှာတစ်ခုနှစ်ခုသုံးခုပုံမှန်လေးခုအဲ့လိုခရစ်တုရဲ့အရှိမဖျောင်းအောင်ပြီးတော့ထိုးတာတွေ့တယ်အဲ့တော့အဲ့ဒီကကက်သလစ်ဘုရားကျောင်းအောင်းနေမှနေရာမှာအဲ့လိုခရစ်တု12ခုရှိတယ်အတိတ်တွေကတမန်တော်ကြီး12ပါးကိုကိုးစားပြုတယ်တမန်တော်ကြီး12ပါးရဲ့ယုံကြည်ခြင်းပေါ်မှာတည်ဆောက်ထားတဲ့တင်းတွေပေါ့နော်အဲ့တော့အဲ့ဒီဖျောင်းနိုင်နေကြတော့ပွဲနေ့တွေထုံးတယ်ကျန်တဲ့ရက်မှာမထုံးဘူးပွဲနေ့ဒီဘုရားကျောင်းကိုထိုင်နေတဲ့ပွဲနေ့ကိုခရစ်စမတ်ကိုပြီးတယ်အဲ့လိုပွဲကြီးတွေတုံးပြောင်းထုံးပြီးတော့မှပြတာပေါ့ပြောင်းမယ်နော် တို့ဟာဆက်နေခုရှိရတယ်ဒီကျောင်းကိုအဲ့နိုင်တဲ့နေဆရာတော်အဲ့နေမှာစီလိန်ကိုကောင်းကြည့်တယ်လွှမ်းနေထားတာတွေ့လားသူကလွှမ်းနေတိုက်ဖြတ်ပြီးတတ်ခံရတာအဲ့လိုမျိုးတွေပေါ့သူ့ရဲ့ယဟန္တာနဲ့ပတ်သက်တဲ့လိုက်ဖက်တဲ့အကြောင်းအရာတွေရှိရပါပေါ့လမ်းနဲ့ထိုးပြီးတတ်ခံရတာတွေရှိတယ်ဓာတ်နဲ့တတ်ခံရတာရှိတယ် ဟိုင်ဟန်တာကပဲလွားနေဖြတ်ခံရ စင်စတီမွန် စင်ဆိုင်မွန်မလားခရ ရေးလို့ရေးထားတယ် မဆိုင်မွန် ဟုတ်တယ်